င်းနှိပ်ကိတ်လေးတွေကပူရင်ပျော်ပြီးတော့မီးလာရင်မပျော်တဲ့ဖွဲကားပါအရေးမပျော်တာကိုပြောတာပါရှင်မန္တလေးမှာရာဒီဥတုအရန်ပူပါတယ်နော်ကိတ်လေးတွေယူမယ်ဆိုရင်မနက်ခင်းနဲ့ညနေခင်းပိုင်းလေးပဲပို့ပေးလို့အဆင်ပြေပါတယ်ရှင်နေ့လယ်ခင်းပို့တယ်ဆိုရင်အပူချိန်ကအရန်များတာမို့လို့သွားပို့တဲ့အချိန်ကိတ်လေးတွေထိခိုက်ပျက်စီးမှာပျော်မှာစိတ်ပူလို့ပါနော်Hello Foodie မွေးနေ့ကိတ်ကတော့မန္တလေးကပါရှင်မန္တလေးမှာရှိတဲ့မွေးနေ့ရှင်လေးတွေအတွက်မွေးနေ့ကိတ်လေးတွေလိုအပ်တယ်ဆိုရင်မာယူနိုင်ပါတယ်ခုလုပ်နေတာလေးကတော့ Mobile Legend ကိတ်လေးလုပ်နေတာဖြစ်ပါတယ်ရှင်အတန်အတွင်းနဲ့ New Strawberry Chocolate နန်းကတ်ရေခဲချောင်းတွေတောင်ပါသွားပြီရှင်နောက်ဆုံး Mobile Legend တော်ပါလေးတွေကိတ်ပေါ်တင်နေတာဖြစ်ပါတယ်ရှင်ကိတ်ပေါ်တင်တဲ့တော်ပါလေးတွေကတော့ရိုးရိုးသက်ပုံသားလေးနဲ့ကိုယ်စိတ်ကြိုက် Customize print ထုတ်ထားတာလေးတွေဖြစ်ပါတယ် customer လေးတွေမွေးနေ့ရှင်တသားမီမီလေးတွေလိုချင်တဲ့အယုတ်ကလေးတွေက bakery supply ဆိုင်တွေမှာမရှိဘူးဆိုရင် Pinterest တို့ YouTube တို့မှာရှာပြီးတော့ print ထုတ်ပြီးထည့်လို့ရပါတယ်နော်